မိမကိုလေထွက်တာကဘာဖြစ်တာလဲဘာကြောင့်လဲပေါ့နော်အဲ့လိုမျိုးတဲ့ကပြောပြပေးပါမယ်ထိုင်လဲထွက်တယ်ထိုင်လဲထွက်တယ်အမျိုးသားနဲ့အတူနေလို့ရှိရင်လည်းထွက်တယ်ဘာကြောင့်လဲမသိဘူးထွက်ကိုထွက်နေတာနော်မိမကိုမွေးလန်းချောင်းအမျိုးသမီးတွေမှာမွေးလန်းချောင်းကြွက်သားတွေအားနေနေတာဇော်ရဲလာတာနော်ကလေးမွေးပြီးတော့တချို့2နှစ်3နှစ်ဆိုရင်ဖြစ်တယ်ဒီရိုးရိုးမွေးထားတဲ့သူတွေဆိုပို့ပြီးတော့ဖြစ်တယ်ထိုင်လဲထွက်တယ်ထိုင်လဲထွက်တယ်တတိထားပါဒီလိုမျိုးလေဝင်လေထွက်တွေများလာဝီတဝီကြီးနဲ့ပေါ့နော်လေဝင်လေထွက်တာဘယ်ယူဆိုင်ပါကိုကမွေးလန်းချောင်းကျဲနေတယ်ကြွက်သားတွေအားနေနေတယ်ဒါကြောင့်လေဝင်လေထွက်တွေဖြစ်တာဟိုးအရှင်တုန်းကဆိုရင်ကလေးကိုရိုးရိုးမွေးတယ်နော်နယ်ဘက်တွေတောဘက်တွေဆိုကလေးကိုရိုးရိုးမွေးပြီးတော့ဒါကိုသူတို့ပြန်ပြီးတော့မချုပ်ဘဲနဲ့ဒီတိုင်းထားတယ်အသက်အရွယ်တစ်ခုရောက်တော့မှအဲ့ဒီကလေတွေထွက်တာတွေနော်တိမ်ကြတဲ့ဒီဖြစ်တတ်တယ်နော်အဲ့ဒီအတွက်ကြောင့်ကိုကတတိထားပါကိုကဒီတိမ်နယံနေဒါကရော်ရဲနေတာနော်လမ်းကြောင်းကြွက်သားတွေအားနေနေတာအဲ့ဒီအတွက်ကြောင့်ဒီကြွက်သားတွေတင်းရင်ကျစ်လစ်စေဖို့နော်တင်းရင်ကျစ်လစ်စေဖို့ဆိုလို့ရှိရင်မိသားစုမှာအမျိုးသမီးဖြစ်ဆက်စာလေးရှိတယ်အဲ့ဒါလေးကိုကတညတစ်လုံးတောက်ပြီးဘေးဥပတ်လုံးဝမရှိပါဘူးရှင်เนาะတင်းရင်ကျစ်လေးကောက်ချောင်းလှစေတယ်လိုအပ်ရင်မိသားရဲ့ bio profile မှာဖုန်းနံပါတ်လေးရှိပါတယ်ကိုယ့်ရဲ့အမျိုးသမီးတွေကအဲ့လိုမျိုးဖြစ်နေရင်လည်း hello လိုက်ပါလို့